ကိုမွေးထားတဲ့သမီးအပေါ်ကိုတော့ဖခင်တာဝန်လေဟင်းနေတဲ့အကိုထွန်းကိုပညာသားပပတုတ်ပြန်လာတဲ့ဘိုးကြဖြူခင်မင်းသမီးဘိုးကြဖြူခင်ကတော့ရတနာရွှေတွင်းတထေးကြီးအကိုထွန်းနဲ့လက်ထပ်ပြီးကြတဲ့ကမပူမပင်မကြောက်မကြဘဝကိုပိုင်ဆိုင်ခဲ့ရပြီးတထေးမကြီးဘဝနဲ့ဆံမြန်းနေရပေမဲ့ကလေး9ယောက်အမေအင်ရှင်မကြီးတစ်ဖြစ်လေဇနီးတော်ဝင်ခြေပွန်ပေးနေရတာပါကိုယ်တိုင်မွေးထားတဲ့သားလေး2ယောက်အပြင်အကိုထွန်းရဲ့အရင်ဇနီးကမွေးခဲ့တဲ့သားသမီး3ယောက်ကိုလည်းအမေနေရာကနေအဆက်ဆက်ရရတာဝန်ကျအောင်လှုပ်ဆောင်ပေးနေရတာပါတထေးမကြီးပြီးငွေရေးကြေးရေးကတော့တွေးပူစရာမလိုပဲပိုရှန်နေတဲ့ဆိုပေမဲ့တာမန်အင်ရှင်မတွေလိုတော့သားသမီးရေးရာတာဝန်တွေကိုယူနေရတာကြောင့်ပိုချဖြူခင်ကလည်းတခါတလေပါညူဆူမှုတွေရှိတတ်ပါတယ်မကြမကြသူမရဲ့မကြည်လင်မှုတွေကိုအွန်လိုင်းပေါ်ကနေအကိုထွန်းသိအောင်ဖော်ထုတ်တတ်တာပါနောက်ဆုံးသားလေးမွေးတော့မဲ့ရက်အတွင်းမှာလည်းအကိုထွန်းရဲ့အချိုးပြောင်းမှုတွေကိုလိုင်းမော်ကနေဖော်ထုတ်လာခဲ့ပါတယ်ဒါအပြင်ဒီတစ်ခါမှလည်းအကိုထွန်းကအရင်စနီးနဲ့ရတဲ့သမီးအပေါ်မှာဖခင်တာဝန်လင်းဟင်းတာလေးတစ်ခုရှိတာကြောင့်ပိုချဖြူခင်ကကောမန်လေးတစ်ခုနဲ့ပညာသားပပတုတ်ပြန်လာတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ကအကိုထွန်းရဲ့သမီးလေးအသက်10နှစ်ပြည့်မွေးနေ့ကိုကြောက်ရောက်ခဲ့တာဖြစ်ပြီးမွေးနေ့ပွဲကိုပိုချဖြူခင်ကိုယ်တိုင်ကျင်းပပေးခဲ့တာပါအကိုထွန်းကတော့သမီးရဲ့မွေးနေ့အတွက်ကုန်ကျငွေတွေကိုစိုက်ထုတ်ပေးခဲ့ပြီးသူ့ရဲ့အကောင့်မှာလည်းသမီးပေါ်ဘလောက်ထိချစ်ကြောင်းသမီးအတွက်ဆိုရင်အသက်တောင်ပေးရတဲ့အကြောင်းပြောကမွေးနေ့ဆူတောင်းပေးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အကိုထွန်းကသမီးလေးအပေါ်မှာစကားနဲ့သာချစ်ပြနေတယ်လို့ပိုချဖြူခင်အနေနဲ့ခန်းစားရတာကြောင့်မွေးနေ့ပွဲကိုအသက်ရှင်နေတဲ့၍ကိုယ်တိုင်ဦးဆောင်ပြင်ဆင်ပေးနိုင်ပါစီဆိုပြီးခေါမန့်ရေးသားလာခဲ့တာဖြစ်ပါတယ်ဒါကြောင့်ပရိသတ်တချို့ကတော့အကိုထွန်းကဖခင်ဝတ္တရားကိုအပြောနဲ့ပဲတာဝန်ကျေပွန်တဲ့သူဖြစ်မလားဆိုပြီးထင်ကြီးပေးလာကြတာပါပရိသတ်တို့ရောအကိုထွန်းကသမီးလေးမွေးနေ့ပွဲကိုကိုယ်တိုင်မပြင်ဆင်ပေးလို့ပိုချဖြူခင်ရဲ့ပညာသားပပဆူတောင်းလေးရလိုက်တဲ့အပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်